ကျွန်တော်နာမည်ဦးအာဂါကန်းပါကျွန်တော် Top 1 Lightweight Club ရဲ့ founder ဖြစ်ပါတယ်ကျွန်တော်တို့ Top 1 Lightweight Club ကမြန်မာရိုးရာအားကစားတစ်ခုဖြစ်တယ်ပေါ့နော်မြန်မာရိုးရာလက်ဝဲပေါ့မြန်မာရိုးရာလက်ဝဲရဲ့အမွေအနှစ်ကိုတိမ့်သိမ်းစောင့်ရှောက်ရှင်တဲ့ရည်ရွယ်ချက်ကြောင့်ကျွန်တော်တို့ Top 1 Lightweight Club ကနေပြီးတော့မျိုးဆက်သစ်ကစားသမားကောင်းလေးတွေပေါ့နော်အဲ့ဒါမွေးထုတ်ပေးခြင်းနဲ့ရည်ရွယ်ချက်ကြောင့်ကျွန်တော်ဒီ club ဖွင့်ရခြင်းဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်နာမည် 1C ကိုမောင်ပါကျွန်တော်ဒီ Top 1 Club နီးပြပါခင်ဗျဒီ Top 1 Club လောက်ရခြင်းအကြောင်းအရာကစားသမားလေးမွေးထုတ်ပေးနေတာပေါ့နော်အဓိကတော့ကိုယ်ဒီမှာလာထားတဲ့ကစားကျမ်းမာရေးနဲ့ကစားပဲလူလည်းကစားလို့ရတယ်ပရိုနဲ့ကစားမဲ့ဆိုလည်းပရိုလိုပေါ့သူများနိုင်ငံနဲ့အဆင့်မမီရင်လည်းမှီနိုင်တဲ့လောက်တော့လှုပ်ထားတယ်ကျွန်တော်ဒီ club ကလေးကိုလေကစားသမားအားလုံးကိုလည်းကျွန်တော်ဖိတ်ခေါ်တယ်ဟောမျိုးဆက်ရိုးရပျောက်သွားမှကိုလည်းစိုးရင်လို့ဗျဒီရိုးရဒီ club လေးကျွန်တော်လှုပ်ပေးလိုက်တာပေါ့အဓိကတော့ကစားသမားတွေအဆင့်မီမီလေးပေါ့နေဖို့ထိုင်ဖို့ကစားဖို့အတွက်ရည်ရွယ်ပြီးကျွန်တော်လုပ်ထားပါဒီကလပ်ကိုလည်းကျွန်တော်စိတ်တိုင်းကြလေးပေါ့ကိုအာကာနဲ့ကျွန်တော်လည်းတိုင်ပင်ပြီးကျွန်တော်စောက်ခဲ့တာပေါ့နော်ဘေးဘက်တွေပါတော့လေဝင်လေထွက်တွေအရန်ကောင်းအောင်ပေါ့နော်ဒီလိုအပွင့်ကလေးမှာစော့မယ်ဆိုတဲ့ idea လေးနဲ့ကျွန်တော် idea နဲ့ပေါ့ဒါကိုအာကောင်ပြောတယ်အာကာကြီးဒီလိုလုပ်ချင်တယ်ဆရာတို့ကြောင့်လုပ်ဆရာသူကတော့ဆရာလို့ဆိုပဲပြောတာပြီးဆရာပဲလုပ်ခိုင်းတယ်သူကတော့ဆရာသဘောပဲကျွန်တော်ဟိုဘက်ပြပတွေသွားလဲသူများနိုင်ငံကလပ်လေးဘယ်လိုလုပ်ထားတယ်ကြည့်အားကြမိတယ်ဟိုကိုကစားမြန်မာပြည်ကကစားသမားတွေကိုလည်းငါဘယ်လိုပြန် train ပေးရမလဲဘယ်လိုလေးပေါ့ကစားသမားများလည်းကစားလို့ရအောင်ကျမ်းမာရေးနဲ့လာကစားမဲ့လူတွေကျမ်းမာရေးနဲ့ကစားမဲ့အလျောက် professional ထိုးခြင်းတဲ့လူတွေ professional ထိုးခြင်းတဲ့လူကျွန်တော်အပိုင်းတိုင်းဖွဲ့ပြီးကျွန်တော်အလုပ်လုပ်ပေးထားတယ်ဟာ pro က pro တိုင်းသွားမှာပေါ့နော်ကျမ်းမာရေးကကျမ်းမာရေးတိုင်း workout တွေအများကြီးထည့်ပေးမယ်ဒါလေးတော့ကျွန်တော်စီစဉ်ထားတယ်ဒီ club ရဲ့ဟိုစိတ်ကူးခဲ့တာတော့မကြောက်ဘူးဟာကလည်းကျွန်တော်နဲ့ဒီ club ကြီးစောင့်မယ်ဆို decision ချလိုက်တာကျွန်တော်နဲ့ဆရာမောင်နဲ့ကတွေ့တာကတော့နှစ်တော့ကျွန်တော်အတိအကျတော့ပြောတတ်ဘူးပေါ့နော်ဒါပေမဲ့တော်တော်ကြာပြီသူကလည်းကျွန်တော်ရဲ့ဆရာပဲပေါ့ကျွန်တော်ကလည်းလက်ဝဲအားကစားကိုလက်သက်မြန်နေတဲ့လူဆိုတော့လေအဲ့တော့ကျွန်တော်ဆရာပဲကျွန်တော်နဲ့သူနဲ့ကအမြဲတမ်းဒီလက်ဝဲနဲ့ပတ်သက်ပြီးတော့ဟာလာနီးစနစ်တွေသူကကျွန်တော်သင်ပေးတာတွေရှိတယ်ကျွန်တော်မသိတဲ့ဟာတွေသူဟိုမေးပြီးတော့သူ့ဆရာနဲ့လေ့လာစီးပူတာပေါ့နော်ဒီကလပ်စားဆောင်မယ်ဆိုတော့အချိန်မှာကျွန်တော်တို့ဘက်မကြောက်ဘူးဗျတခါလဲအာကာအကောင်တွေစဖော်လိုက်တာပဲဖော်လိုက်တော့ကျွန်တော်အန်ဟောရအာကာအာကာမချက်ချင်းလောက်လာတာသူချက်ချင်းကိုလုပ်မယ်ဆရာဆရာဘလို့ idea လုပ်မယ်ကျွန်တော်ဘေးပွင့်နှစ်ပွင့်ပေါ့ဘေးပွင့်ရှစ်ပွင့်မယ်လေလေထက်ကောင်းအောင်မယ် green စင်ထက်မယ် green တော့ကျွန်တော်လောက်တာ green ကသေးပါတယ်ဒါ green 18ပေပဲရှိတယ်ကျွန်တော် green ကปี20ကျိုးဝိုင်းဆိုတော့22ปีရှိရမှာကျွန်တော် ring ရဘူး18ปีပဲရှိဒါပေမဲ့ ring တဲ့တောင်နေရာနည်းနည်းကျင်းသွားတယ်ကျွန်တော်တို့ဘယ်လိုကစားမယ်အခု8တရားစာကျွန်တော်ချိန်ထားတာအောင်ကျွန်တော်လည်းဟို3တာလောက်ဒီ Fedex brand ကိုကျွန်တော်3တာလေဟိုလာဆော့လူတွေလည်းအဆင့်မြင့်မြင့်လေးကစားစေခြင်းတယ်ကျွန်တော်နဲ့သူနဲ့အဲ့လိုမျိုးပေါ့နော်ဆွေးနွေးတိုင်ပင်ပြီးတော့ကျွန်တော်တို့ဒီလက်ဝဲစင်တာလေးတစ်ခုပေါ့နော်ဒီလက်ဝဲရုံလေးတစ်ခု club လေးတစ်ခုစူးစမ်းပြီးတော့ထောင်ကြရင်ကောင်းမလားဆိုပြီးတိုင်မင်းနဲ့ကျွန်တော်တို့ဒီဟာယူကိုအကောင့်တွေပေါ်လိုက်ကြတာပေါ့နော်။နှစ်ယောက်စူးစမ်းပြီးတော့ဟုတ်ကဲ့။ဒါအားလုံးလာဆော့ပါကျွန်တော်ဖိတ်ခေါ်တယ်တော်1 club ကကျမကြီးနဲ့ဆော့ခြင်းလို့ပဲဖြစ်ဖြစ် professional ကြထိုးခြင်းလို့ကြိတ်ခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်တော်1အကောင်းဆုံးကျွန်တော်ဆက်ဆောင်ပေးမယ်လို့ပြောချင်ပါတယ်
အခုကျွန်တော်တို့တော်ဝမ်းလက်ဝဲကလပ်မှာလည်းလက်ရှိကျွန်တော်ထုံးမင်းအောင်လို့ထုံးမင်းနိုင်လို့เนาะဟိုထုံးမင်းလို့ဒါကျွန်တော်ညီကိုတွေရောဆရာတပည့်တွေလက်ရှိကစားနေပါတယ်ဒါသူတို့ကြတော့တကယ် pro line ပေါ့เนาะ pro ကြတော့ pro line သွားကြတာပေါ့ကျမ်းမာရေးစော့ကျင်တဲ့လူပဲဖြစ်ဖြစ် pro စော့ကျင်တဲ့လူပဲဖြစ်ဖြစ်ကျွန်တော်တို့မြောက်တကုန်းဥစားလမ်းမအပေါ်မှာရှိတဲ့တော်ဝမ်းလက်ဝဲကလပ်ကိုလာ join လို့ရပါတယ်လို့ဖိတ်ခေါ်ပါတယ် လက်ဝဲအားကစားရဲ့အနှစ်သာရကိုမီးစမ်းကျင်နေဆိုရင်တော့ကျွန်တော်တို့မြောက်တကုန်းမှာကျွန်တော်တို့ရဲ့top 1 လက်ဝဲ club ရှိပါတယ်ကြောက်ခဲ့လို့ဖိတ်ခေါ်ပါတယ်